အဲ့ဒါမှကျွန်တော်တို့ကစိတ်ဆိုးဒေါသဖြစ်ပြီးတော့မတုံ့ပြန်မဲနဲ့မှန်သည်ဖြစ်စေမှားသည်ဖြစ်စေကျွန်တော်တို့ဘုရားကျွန်တော်တို့ body balance ရွှေပလင်ပေါ့နော်အောင်တော်မူတာမန်နက်ကနေပြီးတော့မန်နက်ကနေဒီလေးမှာမန်နက်ဘူးလေမန်နက်ကနေပြီးတော့မြားတွေနဲ့သူစစ်တီနဲ့မြားတွေနဲ့ဘုရားကိုပြစ်ဟုတ်တယ်ဒါပေမဲ့မေတ္တာနဲ့တုံ့ပြန်ခြင်းအားဖြင့်မြားလေးတွေကနေပြီးတော့ကျွန်တော်ပန်းပွင့်လေးအသွင်ပြောင်းသွားတယ်အဲ့ဒါလိုပဲကျွန်တော်တို့ကလည်းဘလိုပဲမြားတွေနဲ့ပြဘလိုတွေပဲတိုက်ခိုက်ကျွန်တော်မေတ္တာလေးနဲ့တုံ့ပြန်မယ်ပေါ့နော်အဲ့ဒီနေရာမှာပန်းပွင့်ဖြစ်များဖြစ်သွားလဲဒါအတိတ်ဘဝရဲ့ဝှကျွေးကြောင်းဖြစ်တယ်လို့ကျွန်တော်ခံယူရတယ်အဲ့ဒါဒါတိုက်ခိုက်တာမဟုတ်ဘူးလို့စိတ်ထဲမှာမှတ်ပြီးသားကျွန်တော်အဲ့ဒါဟာလည်းပြည်ပြီးတော့မေတ္တာတရားလေးနဲ့ပဲဟောဖြစ်မှာဟုတ်တယ်မေတ္တာတရားနဲ့ပဲမေတ္တာတရားလေးဝှကျွေးရှိရင်ခံရတာပဲလေဘုရားဘုရားတော်ကြော်လွှားလို့မရဘူးဟုတ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကလူသားတွေဖြစ်တဲ့အတွက်နောက်ပြီးတော့အဘသီလာလုံတဲ့လူတွေမဟုတ်ဘူးလေဟုတ်တယ်လေဘာလို့ဘုလုံးပါတယ်တခုတော့လုံးပါတယ်နောက်ပြီးတော့ပြုသူအစ်ဖြစ်သူအဟောင်းဟုတ်တယ်အဲ့ဒါဘာမှစိတ်ထဲမရှိဘူးကျွန်တော် AC အဲ့မှာစမိုင်းမျိုးဟာအဲ့ဒီစိတ်လေးကလေတကယ်ချစ်ဖို့ကောင်းတာတော့ဆဲမိုးလေးဟုတ်တယ်ဟာတိုက်ခိုက်တာတို့ဘာလို့ဟိုဒါမဟုတ်ဒါမြစ်တာထားတာလေငါဆိုရင်ငါဘယ်တော့မြစ်တာထားလဲလူရှင်တော်6ထဲမှာကိုချောသုံးမင်းတို့ငါ့ကိုတိုက်ခိုက်တာတော့ငါဘာမှဖြစ်ဘူးလေဟုတ်တယ်လေမင်းကသူကြည့်တော့နှစ်ပိတ်တက်လက်မှာလေ